အဲ့ဒီလေရင်မဲ့ကတေဆုံးသွားခဲ့တာကြာပြီဆိုပေမဲ့လေရင်ပေါ်ကလူတွေကိုခုထိစောင့်ကြည့်နေတော့မှာပဲအရာအလုံးကလေရင်မဲ့တယောက်ကပ်ပင်ခံနဲ့ဝင်လာပြီးကျမ်းပြင်ပေါ်မှာရုတ်တရက်ပေါ်လာတဲ့တွေးကွက်ရာတွေကိုတွေးလိုက်ရကနေစတာပါသူ့နောက်ကမိန်းကလေးနဲ့ဖုန်းကြီးလဲဒီမြင်ကွင်းကိုမြင်ပြီးကြောက်လွန်းလို့စကားတော်မဟနိုင်ကြတော့ပါဘူးဖုန်းကြီးလဲမျက်စိကိုအတင်းမိတ်ပြီးဖျားစာတွေကိုပဲအသေးတန်ရွတ်ဖတ်နေခဲ့ရတယ်အဲ့ဒီအချိန်မှာပဲခရီးတဲ့မျိုးသားတယောက်ကတန့်စင်ခန်းထဲမှာမျက်နှာတစ်နေခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုသူ့နောက်ကနေသွေးတွေပေကျန်နေတဲ့လက်နှစ်ဖက်ထွက်လာပြီးသူ့မျက်နှာကိုကုတ်ချစ်ပစ်လိုက်ပါတော့တယ်ဒါတင်မကသေးပါဘူးအချောက်ချားဆုံးအဖြစ်ပြက်ကကပင်ခန်းထဲမှာထပ်ဖြစ်ခဲ့ပြန်ပါတယ်ခရီးတဲ့တယောက်ဟာမျက်လုံးတွေလေလွတ်နေပြီးရုတ်တရက်မတ်တက်ထရက်ကအရှိကိုရှောက်လာတယ်သူ့မျက်နှာပေါ်ကသွေးကြောတွေဟာဖောင်းကြွလာပြီးမယုံနိုင်စရာကောင်းတော့အောင်ပဲသူ့ခေါင်းက360ဒီဂရီပတ်ချလဲလဲသွားခဲ့ပါတယ်လေရင်အမှုထမ်းတွေလည်းလက်ဖြတ်သွားပြီးပြေးကြည့်ကြပေမဲ့အဲ့ဒီကတုံးနဲ့လူကတော့ဘာမှမဖြစ်ခဲ့တယ်လို့မျိုးသူ့ခုံသူအေးအေးဆေးဆေးပြန်ထိုင်သွားခဲ့တယ်ဒီအချိန်မှာကုန်တင်ခန်းထဲပိတ်မိနေတဲ့ Jack တယောက်ကတော့သူ့ရှိမှာမရေမတွက်နိုင်တဲ့တရက်တစေတွေကိုမြင်နေရပါပြီတော်သေးတာကဒုတိယလေရင်မှုကကုန်တင်ခန်းမှာတခုခုမူးမမှန်တာတတိထားမိလို့ချက်ချင်းပြေးလာပြီး Jack ကိုကယ်ထုတ်နိုင်ခဲ့လို့ပါဒါပေမဲ့ဒုတိယလေရင်မှုကကုန်တင်ခန်းကိုတစ်ခေါက်ပြန်စစ်ဖို့သွားတဲ့အခါစောစောကတန်ရှင်းတက်ရက်နေတဲ့အခန်းကတန်ချေးတွေတက်ပြီးဟောင်းနှွမ်းဆုပ်ပြတ်သွားတာကိုတွေးလိုက်ရတယ်စိတ်မကောင်းစရာကတော့သူက Jack လိုကံမကောင်းခဲ့ပါဘူးသူ့မျက်စိရှိမှတင်မရေမတွက်နိုင်တဲ့တရေတစေတွေရုတ်တရက်ဝိုင်းအောင်ပေါ်လာပါတော့တယ်